hotel တစ်ခုရဲ့ front office department ကဘာတွေလုပ်ရတာလဲနောက်ပြီးတော့ဘယ်လိုမျိုးတွေ run နေရလဲဆိုတာလေးကိုဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ front office department က hotel တစ်ခုရဲ့အဓိကအသက်သွေးကြောနေရာတစ်ခုဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီဧည့်သည်တွေရဲ့စပြီးတော့ hotel ကိုရောက်ရှိတဲ့အချိန်ကနေစပြီးတော့ပြန်ထွက်တဲ့အချိန်ထိဒီထိတွေ့ဆက်ဆံအဓိကထိတွေ့ဆက်ဆံရတဲ့ဌာနတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဧည့်သည်တွေ check in လုပ်ရတယ် check out လုပ်ရတယ် booking တွေ manage လုပ်ရတယ်နောက်ပြီးတော့တခြားစည်ရင်းတွေငွေစည်ရင်းတွေပါကြီးကိုင်ရတယ်ပေါ့နော် cashier ပုံစံမျိုးတွေလုပ်ရတယ်ဘာလို့လဲဆိုတော့ဒီဧည့်သည်တွေနေသွားခဲ့တဲ့တစ်လျှောက်လုံးမှာသူတို့သုံးခဲ့သမျှဘေးတွေပါကြီးအကုန်လုံးကို reception က check out လုပ်ပြီးဆိုတာနဲ့ဒါတွေအကုန်လုံးစစ်ကြတယ်ဧည့်သည်တွေနဲ့ဝေရှင်းရတယ်ပေါ့နော်အဲ့ဒါတွေဘယ်လားဆိုတော့မဟုတ်သေးဘူးနောက်ထပ်ဘာတွေရှိသေးလဲဆိုတော့ reception မှာလုပ်တဲ့သူတွေကအထူးတဘူးတုတပေါ့နော်ကိုလုံးနေတဲ့နယ်ပယ်ရဲ့အကြောင်းအရာလေးတွေကိုအနည်းငယ်သိရှိထားရတယ်ဘာလို့လဲဆိုတော့ဧည့်သည်တွေက reception မှာသူတို့လိုချင်တာတွေသူတို့သွားချင်တာတွေသူတို့သိချင်တာတွေမှလည်းများကိုလာပြီးတော့မေးမှာဖြစ်တယ်အဲ့တော့ဧည့်သည်တွေမိသမျှကိုကိုကအနည်းဆုံးတော့ပြောပြနိုင်ရမယ်။ဒီနေရာလေးတွေကသွားလေဖို့အကောင်းဆုံးနေရာတို့ပါတော့အဲ့လိုမျိုးပေါ့နော်။အဲ့တော့ reception ဆိုတာကဒီတိုင်းပဲကွန်ပျူတာနှိပ်တတ်မယ်ဆိုပြီးတော့ရိုက်ထိုင်နေလို့ရတဲ့နေရာတစ်ခုတော့မဟုတ်ဘူး။ reception မှာလုပ်တယ်ဆိုတာ multitasking skill ပေါ့နော်။အလုပ်တွေအများကြီးကိုတစ်ချိန်တည်းမှာပဲတစ်ခုသုံးခုပြန်လုပ်ရတဲ့ဟာမျိုးတွေရှိမယ်။နောက်ပြီးတော့ဧည့်သည်တွေရဲ့ pressure paging ကိုလည်းခံရမယ်။ဒီအလုပ်ထက်ကတခြား department တွေရဲ့ pressure paging ကိုခံရမယ်။ဘာလို့လဲဆိုတော့ reception ကတခြား housekeeping တို့ maintenance တို့ restaurant တို့အဲ့လိုမျိုးဌာနတွေတခြားဌာနတွေနဲ့သူက communicate အဓိကလုပ်ရတဲ့နေရာတစ်ခုပေါ့နော်အဲ့တော့ guest complaint တွေကိုလည်းဖြေရှင်းရတဲ့နေရာတစ်ခုအဲ့တော့ reception မှာလုပ်တဲ့သူကနည်းနည်းတော့ strong ဖြစ်မှရမယ်ပေါ့နော် reception မှာလုပ်မယ်ဆိုရင်ဘာတွေရနိုင်လဲဆိုတော့ communication skill customer relation time management multitasking anger management ကတော့အဓိကပါဘာလို့လဲဆိုတော့အများကြီးဒီစိတ်မြင့်သွားတဲ့ hotel တွေဆိုလို့ရှိရင်ပို့ဆိုရသူတို့ရဲ့ hotel ပုံသိက္ခာအတွက်ကြောင့်မလို့ဘယ်လိုဧည့်သည်မျိုးပဲဖြစ်ဖြစ်အများစုပေါ့နော်သူတို့ကcustomize all it right ဆိုတဲ့ဒီလန်တိုင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကမမှားဘူးဆိုရင်တော့မှပဲကိုယ့်ဘက်ကစိတ်တူနေတယ်ဆိုရင်တော့မှပဲကိုယ့်ဘက်ကတက်နိုင်ဆုံးပြုံးပြရမယ်ပေါ့နော်အဲ့လိုမျိုးဟာတွေမှာကိုဒေါသကိုဘယ်လိုထိန်းချုပ်မလဲပေါ့နော်အဲ့လိုမျိုးအပိုင်းတွေကအများကြီးပါပဲသင်စရာတွေအများကြီးရတယ်ကိုကဟိုမှာအင်္ဂလိပ်စကားသုံးရတဲ့ hotel တစ်ခုခုမှာလုပ်နေရပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ communication skill ကတက်လာနေတယ်ပေါ့နော်ကိုယ့်ရဲ့သင်လေ့လာတဲ့လောက်တဲ့ကိုပြန်သုံးချတာနဲ့ဆိုပို့ပြီးတော့တက်လာနိုင်တယ်ပေါ့နော်နောက်ပြီးတော့ career opportunities အနေနဲ့ကဘာတွေရှိလဲဆိုတော့ဒီ front office supervisor တွေဖြစ်နိုင်တယ်နောက်ပြီးတော့ assistant front office manager တို့နောက် supervisor တို့ GM တို့နောက် room division manager အစရှိသဖြင့်ပေါ့နော်ကိုစူးစမ်းရင်စူးစမ်းကြလို့အများကြီးတက်လန်းနေရှိပါတယ်နောက်ပိုင်းကျရင်ကျွန်တော်ဒီ hotel ဘိုင်းနဲ့ပတ်သက်ပြီးတော့တက်လို့ရမယ့်အကြောင်းတွေလည်းကျွန်တော်research လုပ်ထားတာတွေပေါ့နော်ကျွန်တော် recommend လုပ်ပေးပါမယ်နောက်ပြီးတော့ hotel ဘိုင်းကပေါ့နော်ဒီတာမန်လုပ်တစ်ခုအနေနဲ့ပဲကျွန်တော်ကတော့မလုပ်စေချင်ဘူးဘာလို့လဲဆိုတော့ဒီ career တစ်ခုကောင်းကောင်းတည်ဆောက်လို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်အဲဒီတော့ကြောင့်မလို့အားလုံးကိုကျွန်တော်နဲ့တူတူလိုက်ပြီးတော့စူးစမ်းစေချင်ပါတယ်အဲ့တော့ဒီထဲမှာ comment ထဲမှာလည်းသိချင်တာလေးရှင်မေးတော့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ